ရှာကျွန်တော်ကိုယ်တိုင်ချက်ထားတဲ့ငါးခေါင်းဟင်းကြီးနဲ့ပေါ့နော်ပြီးတော့မဲသားမလာကြော်ရယ်ပြီးတော့ကျွန်တော်တို့ပဲပုတ်ထောင်းလေးပေါ့နော်အမုတ်လေးပေါ့ဒါလေးနဲ့ကျွန်တော်စားပြမှာဖြစ်ပါတယ်ကဲပါအားလုံးစားကြပါဦးဗျမြင့်ရှင်လေးနဲ့ပေါ့ကျွန်တော်တို့ဗမာလိုချက်ထားတာဖြစ်ပါတယ်ဒီပဲပုတ်ထောင်းလေးနည်းနည်းဖြူလိုက်မယ်နော်တံမြာလေးနဲ့ထဲကိုမေ့သွားဆဲဗျရတာရှိလိုက်တာသူအရေးကြီးရလေဒီထဲမှာငါးနှမျိုးပါတယ်ပေါ့နော်ပလာကဆုပ်ခေါင်းရယ်ပြီးတော့ကျွန်တော်ပဘူခေါင်းရယ်ပေါ့နော်ဒီငါးတွေကကျတော့ဆေးကြီးတဲ့အထဲမှာပါတယ်ပေါ့နော်သူတို့ဒီပဘူစင်တော့တို့1ကီလိုကို200ကျော်ဘတ်200ကျော်ပေးရတယ်ပေါ့နော်ဒီအသီးရကျတော့ကျွန်တော်မြန်မာလိုဘာခေါ်လဲမသိဘူးထိုင်းလိုတော့မဒឺလို့ခေါ်တယ်ပေါ့နော်လူမဒឺလို့ခေါ်တယ်ကျွန်တော်ပိုးဆိုရင်လည်းဖက်ဒឺပေါ့ဖက်ဒឺရာပေါ့လို့ခေါ်တယ်နော်นี่เราแชร์ไป